Norwegia ရခိုင်သတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေကိုတပတ်မှာ6ရက်တလင်းလာနေ့ကနေစနေနေ့အထိထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့ဩဂတ်စ်လ29ရက်နေ့ကြာသပတေးနေ့မှာတင်ပြပေးသွားမယ့်သတင်းတွေကတော့ပလက်ဝမြို့နယ်မိစာကျေးရွာနယ်အနီးပတ်ဝန်းကျင်ကိုအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာတွေနဲ့အုပ်စုလိုက်ပုံကျဲတိုက်ခိုက်တဲ့သတင်း။မင်းတုံမြို့နယ်တဖန်ရောင်ကျေးရွာအနီးတပ်ဆွဲထားတဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့စခန်းတွေတိုက်ခိုက်ခံရတဲ့သတင်း။ဗုဒ္ဓရောင်မြို့နယ်မှာ2018ခုနှစ်ကမွတ်စလင်ပြည်သူတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုအပေါ်မှာပြစ်တင်ရှုံချတဲ့အခမ်းအနားကိုကျင်းပတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်မအင်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရှင်းပြည်ပလက်ဝမြို့နယ်ကမိစာကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကိုအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာ9စီးအပြင်ဝိုင်းတွဲလီယန်တွေကိုပါအုံပြုပြီးအုပ်စုလိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အာရခတ်တော်အေးထိန်ရှုပ်ထားတဲ့ရှင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့မိစာကျေးရွာနယ်အနီးပတ်ဝန်းကျင်ကိုအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာတွေအများအပြားနဲ့အုပ်စုလိုက်ပုံကျဲတိုက်ခိုက်ခဲ့တာပါ။ဩဂတ်စ်လ26ရက်နေ့မနေ့ကညနေ4နာရီကျော်အချိန်မှာပထမဆုံးဂျက်ဖိုက်တာအမျိုးအစားတိုက်လေရင်9စီးနဲ့အုပ်စုလိုက်လာရောက်ပြီးမိစာကျေးရွာအနီးပတ်ဝန်းကျင်ကိုစတင်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဂျက်ဖိုက်တာတွေနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာလည်းဝိုင်းတွဲလေရင်2စီးနဲ့ထပ်မံရောက်ရှိလာကဘုံကျဲပြန်ဝဲနေတာကြောင့်ဒေသခံပြည်သူတွေဘေးလွတ်ရာကိုပေါအောင်နေခဲ့ကြရကအဆက်အသွယ်တွေပြတ်တောက်နေတယ်လို့လည်းသိရပါတယ်။မိစာကျေးရွာဟာကျေးရွာကြီးတစ်ရွာဖြစ်တာကြောင့်ဘုံကျဲခံရမှုအတွင်းမှာအယက်သားထိခိုက်သေဆုံးမှုပျက်စီးဆုံးရှုံးမှုတွေအများအပြားရှိနိုင်တယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကစိုးရိမ်တကြီးပြောကြပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ25ရက်နေ့ကလည်းပလက်ဝမြို့နယ်ရွှေလက်ဝကျေးရွာအနီးနားမှာရှိတဲ့MDF ရဲ့စစ်တင်နှန်းကျောင်းကိုအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။လက်တလောမိစာကျေးရွာဖြစ်စဉ်အတွင်းမှာတော့ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်တွေကိုအဆက်အသွယ်ပြတ်တောက်နေမှုကြောင့်နရီစီယာသတင်းဌာနကဆက်လက်စုံစမ်းနေဆဲဖြစ်ပါရဲ့ရှင်။မကွေးတိုင်းမင်းတုံမြို့နယ်မှာရှိတဲ့ရိုးတောင်ကျော်လန်းကတဖန်ရောင်ကျေးရွာအနီးအနားမှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့လက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မကွေးတိုင်းမင်းတုံမြို့နယ်ရိုးတောင်ကျော်လန်းမှာရှိတဲ့တဖန်ရောင်ကျေးရွာအနီးမှာတပ်ဆွဲထားတဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းတွေကိုအာရခတ်တော်အေအေဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကဒရုန်းလက်နက်ကြီးတွေအသုံးပြုကတွားရောက်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ24ရက်နေ့ကတဖန်ရောင်ဝက်ကော်နဲ့ပြောင်ကျေးရွာပတ်ဝန်းကျင်တွေမှာတပ်ဆွဲထားတဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကအထိအခိုက်ကြဆုံးတွေများခဲ့တယ်လို့လည်းသိရပါတယ်။အာရခပြည်ဘက်ကိုထိုးစစ်ဆင်ဖို့တက်လာတဲ့စစ်ကြောင်းဟာရိုးတောင်ပေါ်မှာတိုက်ပွဲဖြစ်ပွားပြီးအကြအဆုံးတွေများစွာနဲ့နောက်ဆုတ်ခဲ့ရပြီးတဲ့နောက်အဲ့ဒီကြေးရွာတွေမှာအထိုင်ချတက်ဆွေးနေစဉ်အခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်။အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကကြေးရွာတွေအတွင်းတက်ဆွဲထားမှုကြောင့်တဖန်ရောင်ဝက်ကော်နဲ့ပြောင်းအပါအဝင်အနည်းဆုံးကြေးရွာ9ရွာကဒေသခံပြည်သူတွေဟာစစ်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။လက်တလုံးမှာအမ်းမြို့နယ်တလိုင်းတောင်နဲ့မင်းတုံမြို့နယ်တဖန်ရောင်ရိုးတောင်ကျော်လန်းတွေမှာထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကအင်အားသုံးထိုးစစ်ဆင်နေတယ်လို့လေကြောင်းကနေလည်းဝိုင်းတွဲဂျက်ဖိုက်တာတွေကိုပါအသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေရှိနေတာကြောင့်ခရီးသွားတွေနဲ့ဒေသခံပြည်သူတွေအသွားအလာတတိထားဆင်ခြင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတတိပေးထားပါတယ်ရှင်။အာရခပြည်မောင်တော်ခရိုင်ဘူးတိတောင်မြို့နယ်အတွင်းက2018ခုနှစ်မှာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာမွတ်စလင်ပြည်သူတွေအပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအပေါ်ပြစ်တင်ရှုံချတဲ့အခမ်းအနားပြုလုပ်ခဲ့ပြီးအဲ့ဒီအခမ်းအနားကိုလူပေါင်း350ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အာရခပြည်မောင်တော်ခရိုင်ဘူးတိတောင်မြို့နယ်တနေရာမှာလွန်ခဲ့တဲ့2018ခုနှစ်ဩဂတ်စ်လနဲ့စက်တင်ဘာလအတွင်းအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကမွတ်စလင်ပြည်သူလူထုအပေါ်မှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအပေါ်ပြစ်တင်ရှုံချတဲ့အခမ်းအနားတစ်ခုကိုကျင်းပခဲ့တာပါ။အဲ့ဒီအခမ်းအနားကိုဘူးတိတောင်မြို့နယ်ကပါတီအကြီးအကဲတွေအုပ်ချုပ်ရေးဌာနဆိုင်ရာတွေမောင်တော်ခရိုင်မွတ်စလင်ရေးရာကောင်စီအကြီးအကဲနဲ့အဖွဲ့ဝင်တွေဂျူရီအကြီးအကဲနဲ့အဖွဲ့ဝင်တွေပါတီလူငယ်အင်အားစုအပါအဝင်စစ်ဖက်အရက်ဖက်ကတာဝန်ရှိသူတွေနဲ့မွတ်စလင်ရခိုင်ပြည်သူစုစုပေါင်း355ယောက်ကတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။အခမ်းအနားမှာမွတ်စလင်ရေးရာကောင်စီဥက္ကဋ္ဌကအာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ရည်ရွယ်ချက်ရှိတပ်ဖြတ်မှုတွေအပေါ်မှာဒီနေ့အထိဝန်နဲ့နာကြီးမိကြောင်းနဲ့နောက်အနာဂတ်မှာသင်ခန်းစာယူနိုင်ကြဖို့ကိုလည်းပြောကြားခဲ့ပါတယ်။ဒါအပြင်ခရိုင်ပါတီတာဝန်ရှိသူတွေကလည်း
အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့မွတ်စလင်ပြည်သူတွေအတွက်အဖက်ဖက်ကအခွင့်အရေးတွေရအောင်စ조사နေပြီးတိုင်းရင်းသားအလုံးသဟဇာတာကြမှသာငြိမ်းချမ်းရေးရရှိမှာဖြစ်ကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်ဂျူရီအကြီးအကဲမော်လဝီမော်ဆာက2018ခုနှစ်ဒဏ်ရာကပြကိုရွက်ဆိုကအောင်မစ်ဆူတောင်းပေးခဲ့တယ်လို့ဂျူရီဥက္ကဋ္ဌမာမတ်နူကလည်းအာနာသိန်းအကြံဖတ်စစ်တပ်ရဲ့သွေးခွဲမှုတွေကိုတတိထားပြီးလက်ရှိအာရခအစိုးရနဲ့အတူအေရှန်စွာယုံကြည်လက်တွဲသွားကြဖို့ကိုတိုက်တွန်းခဲ့ပါတယ်။အခမ်းအနားအပိတ်မှာတော့တက်ရောက်လာတဲ့သူအားလုံးကအာနာသိန်းအကြံဖတ်စစ်တပ်ကြောင်ရှုံးရေးအာဆာအကြံဖတ်အဖွဲ့အလိုမရှိရေးနဲ့အာရခတပ်တော်အောင်မြင်ရေးကြွေးကြော်တန်းတွေကိုပြိုင်တူကြွေးကြော်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ Mobile Banking နဲ့ Mobile Pay ဝန်ဆောင်မှုအသုံးပြုမှုတွေကိုကန့်သတ်ဖို့အတွက်အာဏာသိမ်းအစိုးရဗဟိုဘဏ်ကညွှန်ကြားထားပါတယ်ဗဟိုဘဏ်ကညွှန်ကြားခဲ့ပြီးတဲ့နောက်ပြည်ပရောက်မြန်မာနိုင်ငံသားတချို့ရဲ့ KPay အကောင့်တွေစတင်အသုံးပြုမရဖြစ်နေတယ်လို့သိရပါတယ်ပြည်ရင်းပုဂ္ဂလိကဘဏ်တွေရဲ့ KPay, CBPay နဲ့ ARPay အပါအဝင် Digital ငွေပေးရွှေမှုစနစ်တွေကိုပြည်ပကအသုံးပြုလို့မရအောင်အတွက် Geo-blocking, Location Based နဲ့ IP Based ကန့်သတ်မှုနည်းပညာတွေကိုသုံးပြီးပိတ်ပင်ဖို့အတွက်ဗဟိုဘဏ်ကညွှန်ကြားထားတဲ့စာပြန့်နှံ့လာတာဖြစ်ပါတယ်။ဘဏ်တွေအနေနဲ့အဲ့ဒီကန့်သတ်ချက်တွေကိုဩဂတ်စ်လ28ရက်နေ့ထက်နောက်မကျဘဲအကောင့်တွေပေါ်ပြီးတော့ဗဟိုဘဏ်စီကိုပြန်လည်တင်ပြရမှာလည်းဖြစ်ပါတယ်။အဲ့ဒီညွှန်ကြားချက်ပြန့်နှံ့လာပြီးတဲ့နောက်မှာထိုင်းနိုင်ငံအပါအဝင်ပြည်ပရောက်မြန်မာနိုင်ငံသားတချို့မှာ CBPay နဲ့ ARPay အကောင့်တွေစတင်ဝင်ရောက်လို့မရဘဲဖြစ်နေရတယ်လို့သိရပါတယ်။ဒီလိုကန့်သတ်လိုက်တာကြောင့်ပြည်ပရောက်မြန်မာလူသားတွေအနေနဲ့ပြည်ရင်းမှာရှိတဲ့မိသားစုတွေစီငွေလွှဲပြောင်းရမှာအခက်အခဲတွေဖြစ်ပေါ်လာနိုင်တယ်လို့ငွေလွှဲပြောင်းစရိတ်တွေလည်းပုံမကုန်ကျလာနိုင်တယ်လို့ပြည်ပရောက်မြန်မာတွေကစိုးရိမ်မကင်းပြောဆိုနေကြပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နီပေါတိဘက်နေဆက်မှာအကြီးအကျယ်ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်လူပေါင်း160ထက်မနည်းသေဆုံးပြီးခီးသွွား400ကျော်ပျောက်ဆုံးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နီပေါနိုင်ငံခီးသွွားလာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရနိုင်ငံသားခီးသွွား341ယောက်အပါအဝင်စုစုပေါင်းခီးသွွား403ယောက်ပျောက်ဆုံးနေဆဲဖြစ်ပြီးတော့အိန္ဒိယအိန္ဒိယနိုင်ငံသား142ယောက်အပြင်ဗြိတိန်အမေရိကန်ဩစတြေးလျနဲ့တောင်ကိုရီးယားအပါအဝင်နိုင်ငံပေါင်းစုံကခီးသွွားတွေပါဝင်နေတာဖြစ်ပါတယ်။လက်တလောမှာနီပေါရေတပ်ဖွဲ့ကအလောင်း158လောင်းကိုရှာဖွေတွေ့ရှိထားပြီးရေကြီးနိုင်ရှိတဲ့ဒေသတွေကမိသားစုတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေတယ်လို့ KCA သမားတွေကလည်းရှုံ့နေကြတဲ့အသက်ရှင်ကျန်ရသူတွေကိုအပြိုင်ဆိုင်ရှာဖွေနေကြပါတယ်။အဲ့ဒီဘေးအန္တရာယ်ဟာငလျင်ကြောင့်မြေပြိုပြီးချောင်းပိတ်ဆို့ရာကနေဖြစ်ပေါ်လာတာလို့ယူဆရပြီးတရုတ်နိုင်ငံပိုင်မီဒီယာတွေကလည်းတိဘက်နေဆက်ဖက်မှာရွှံ့နွန်ပြိုကျမှုကြောင့်သေဆုံးသူ3ဦးနဲ့ပျောက်ဆုံးသူ265ဦးရှိကြောင်းထုတ်ပြန်ထားပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာသတင်းဌာနကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။